အားလုံးပဲမင်္ဂလာပါခြေကပထမဆုံးအနေနဲ့ခလေးဝေးပတ်ထက်မိန်လေးကိုသင်ပေးမယ်ပေါ့နော်ခလေးဝေးပတ်ထက်မိန်ကိုမှရောင်းနှမ်းပတ်ထက်မိန်လေးသင်ပေးမယ်ဘာလို့ရောင်းနှမ်းပတ်ထက်မိန်လေးလဲဆိုတော့ခြေတို့ဘယ်ဘုံရောညာဘုံရောဝေးလို့ရအောင်လို့ပေါ့နော်အဲ့အလေးနဲ့ခြေတို့သင်ပေးမယ်ဒါလေးရလေဒီအခုခြေဆွဲပြတဲ့နေလေးကနေတစ်နှစ်ကနေ12နှစ်လောက်ထိဒီနည်းနဲ့ဆွဲပေးလို့ရတယ်ပေါ့နော်โอเคဟုတ်ပြီအဲ့အလေးဆိုရင်အင်ဂျီလေးလည်းချဲတင်ပေးမယ်နော်ခလေးဝစ်တန်းမှာပါတယ်နော်โอเคဟုတ်ပြီအဲ့အလေးဆိုရင်ရကြတော့ချဲအခုဒီမှာရောင်းနှမ်းပတ်ထက်မိန်လေးပေါ့နော်အဲ့တော့ဒါလေးကကြဘယ်ဘောညာဘောလုံးလို့ရတယ်ဒီမှာဆိုရင်ချဲကဒေါက်လေးတွေပေါ့နော်ဒေါက်လေးတွေကိုချဲလို့4တောင်6တောင်နော်ထည့်ထားပေးတယ်ခလေးလေးဝစ်ရင်ပုံကြပြီးတော့အောက်ကြီးကစက်ကက်ကြီးလို့ကကကြီးလည်းမဖြစ်ဘူးအရန်လှတယ်ပေါ့နော်ချဲလို့တေချာလဲချုပ်ပြပေးထားတယ်နော်โอเคဟုတ်ပြီအဲ့အလေးဒါလေးကတော့ချဲလို့ဟိုပေါ့ဘယ်ဘောညာဘောဖုံးလို့ရတဲ့ဟာတွေပြီးသားတဲ့အချိန်ကြရင်နောက်တစ်ပိုင်းကြရင်ခြေလို့ဒီမှာအတွင်းချမ်းတက်အဖုံးချမ်းတက်ပတ်ထက်မိန်လေးလည်းတင်ပေးမယ်เนาะပြီးသားရင်နောက်တစ်ခါကြတော့ဂျိတ်ထက်မိန်လေးလည်းတင်ပေးမယ်တမီးတို့ဥစားအကျောင်းယူနီဖောင်းတွေကျောင်းစိမ့်ထက်မိန်လေးလည်းချုပ်လို့ရအောင်ပေါ့เนาะခြေသေးချာလေးအသေးစိတ်တင်ပေးမယ်โอเคဟုတ်ပြီအဲ့ဒါလေးဆိုရင်အခုခြေကဒါလေးပတန်လေးဆွဲပြမယ်ပေါ့เนาะပတန်လေးဆွဲပြဖို့အတွက်ကအရင်ဆုံးခြေကိုဘာလုပ်ပေးမလဲဆိုရင်အတိုင်းလေးတွေတီးဖို့လိုတယ်เนาะဘာလေးတိုင်းပေးရမလဲဆိုတင်ပတ်လည်းတိုင်းပေးရမယ်ခါပတ်လည်းတိုင်းပေးရမယ်အရှေ့ပတ်လည်းတိုင်းပေးရမယ်เนาะโอเคဟုတ်ပြီအဲ့ဒါလေးဆိုရင်ရကြတော့ချဲ့ဦးဒီမှာ54 cm 50 cm เนาะခါ50ပေါ့เนาะအရှေ့ကကြ54ဒါကိုယ့်အကိုခန္ဓာကိုတိုင်းပေးလိုက်ပေါ့เนาะအဲ့တိုင်းလို့ရတဲ့အဖြစ်ကိုမှချဲ့လို့တွက်ကမှာ3ခုရှိတယ်ပထမဆုံးကတင်ပတ်လည်ကို4နဲ့စားလို့ရတဲ့အဖြစ်ကိုဒီမှာပေါ့နော်စားလို့ရတဲ့အဖြစ်တစ်ခုရမယ်နောက်ပြီးတော့နောက်တစ်ခါကျခါပတ်လည်ကို2နဲ့စားလို့ရတဲ့အဖြစ်ကိုချက်ကို 2.5 ပေါင်းတယ်ဒါကဘာအတွက်လဲဆိုရင်ဒေါက်စာရဲ့ပြီးတော့ဝေးလိုက်တဲ့အချိန်ကျရင်ဖုံးအောင်ပေါ့နော်အဲ့ဒီအတွက်လေးကိုချက်လို့ပို့ပေါင်းထားတာနော်ဒါလေးလည်းဒီမှာအဖြေရလာမယ်တစ်ခုပြီးတော့နောက်တစ်ခုအတွက်ကမှကျခါကို4နဲ့စားလို့ရတဲ့အဖြစ်ကိုချက်လို့ 2.5 cm နှုတ်တယ်နော်အဲ့ဒါလေးကချက်လို့ဒီမှာသူ့ရဲ့နောက်ရဲ့ခါခွင်ပေါ့နော်ဒေါက်စာထည့်ဖို့အတွက်ခွင်လေးလုပ်ဖို့အတွက် 2.5 cm ပုံသေးပဲနော်ဘယ်ဆိုင်မဆိုနှုတ်လို့ရတယ်ပြီးတော့ရင်အဲ့ဒီဟာကိုခြေလို့2နဲ့စားနော်ဘာလို့2နဲ့စားလဲဆိုရင်ရောင်းနှမ်းပတ်ထက်မိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ခြေကဘယ်ဘုံညဘုံမခွဲထားတဲ့အတွက်ကြောင့်မလို့ဒီမှာပတ်တန်ကိုခောက်ပြီးတော့ဆွဲလို့ရတယ်အဲ့ဒီအတွက်ကြောင့်မလို့ခြေလို့2နဲ့စားလိုက်တာပေါ့နော်အဲ့ဆိုခြေလို့5 cm ရမယ်နော်အဲ့တော့ပိတ်စားဝယ်မယ်ပေါ့နော်ပိတ်စားဝယ်ဖို့အတွက်ကကြတော့လွယ်လွယ်လေးပဲတင်ပတ်လဲပေါ့နော်တမီးတို့သူ့ရဲ့တင်ပတ်လဲကို2နဲ့မြောက်လိုက်နော်ဆိုပါစို့ကိုယ့်ရဲ့ခက်လေးလေးကိုတိုင်းလိုက်တယ်တင်ပတ်လဲ54 cm ရတယ်ဆိုပါစို့နော်54ဆိုရင်2နဲ့မြောက်ရင်တမီးတို့ဘယ်လောက်လဲ108 cm မဟုတ်ဘူးလားနော်2နဲ့မြောက်လို့ရှိရင်ခြေလို့ဒီမှာဘယ်လောက်ရလဲ108ကိုချက်ကိုဒီမှာဗာပြောထားလဲဆိုတော့10 cm နှုတ်လို့ပြောထားရလေနော်အဲ့တော့10 cm နှုတ်ရင်68ပေါ့အဲ့ဆိုရင်ဒီမှာ68 cm လက်မနဲ့ဆိုရင်38ခွဲအဲ့တော့ cm ရဲ့လက်မနီနဲ့မတင်ဘူးလား cm နီနဲ့မတင်ဘူးလားမေးစရာမလိုဘူးနော်ဒီမှာပေကျိုးပေါ်မှာ cm ရောလက်မအောင်ဒီဘက်ပါနေရလေအဲ့ဒါလေးအစားထိုးပြီးတွက်ရင်ရနေပြီလေနော်ဟိုဘာမှခက်ခဲစဉ်းစားနေစရာမလိုဘူးနော်โอเคဟုတ်ပြီအဲ့ဆိုရင်ဒီမှာ38ခွဲဟုတ်တယ်နော်အဲ့တော့38ခွဲဆိုတော့ခြေတို့အခုဒီမှာသူဝယ်ရမယ့်ပိတ်စာ38ခွဲနော်38ခွဲလည်းရတယ်38လောက်နော်တလက်မလောက်အတိုးလျှော်ရရကိစ္စမရှိအဲ့တော့ခြေတို့ဟိုဟာပေါ့ပိတ်စာဝယ်တဲ့အချိန်ကျရင်စင်တီနဲ့ကျမ98 cm ဖြတ်ပေးပါစေတားဝယ်လို့မရဘူးလေနော်တကိုက်တထောင်တထွာနော်တမိုက်အဲ့လိုမျိုးကြီးပြောဝယ်ရဖြစ်တဲ့အတွက်ကြောင့်မို့ခြေတို့တကိုက်မှာဆိုရင်36လက်မရှိတယ်ဟုတ်တယ်နော်တထောင်မှာဆိုရင်18လက်မတထွာဆိုရင်9လက်မတမိုက်ဆိုရင်4လက်မခွဲနော်အဲ့ဒါလေးသိရင်ရပြီလေနော်โอเคဟုတ်ပြီအဲ့ဆိုရင်ခြေတို့တကိုက်မှာ36လက်မဒီမှာခြေတို့လိုတာဘယ်လောက်လဲ38လက်မဒါမှ38ခွဲပေါ့နော်အဲ့လောက်လိုတာဆိုတော့တကိုင်းနဲ့တမိုက်ဝယ်ရင်ပိတ်စကောင်းမလောက်ဘူးလားလောက်တယ်နော်တကိုင်းထက်ကိုအမှန်တော့2လက်မလောက်ကျော်ပဲဒါပေမဲ့ခြေတို့ပိတ်စဝယ်ရင်တကိုင်းနဲ့2လက်မပေးပါလို့ပါဝယ်လို့မှမရတာပေါ့နော်နော်အဲ့ဆိုရင်ခြေတို့တကိုင်းတမိုက်လောက်ဆိုရင်ကောင်းလောက်တယ်ပေါ့ရမယ်နော်โอเคဟုတ်ပြီအဲ့ဒါလေးပဲလွယ်လွယ်လေးနော်အဲ့ဆိုခြေတို့စပြီးတော့ဆွဲရအောင်ပေါ့နော်စပြီးတော့ဆွဲတော့မယ်ဆိုရင်အခုဒီမှာတစ်မျိုးတွေ့ရနော်ခြေတစ်မျိုးမြင်ရအောင်လို့ပတန်လေးနည်းနည်းလေးကင်မရာလေးနည်းနည်းချဲလိုက်မယ်နော်အဲ့ဆိုမြင်ရပြီโอเคဟုတ်ပြီအဲ့ဒါလေးဆိုရင်ရကြတော့ချက်ကိုအခုပထမဆုံးစပြီးတော့ဆွဲမှာပေါ့နော်ဆွဲမှာဆိုတော့ချက်ကိုဘာလုပ်မလဲဆိုရင်ပိတ်စာတစ်စားယူလိုက်ဒါကိုပိတ်စာကြီးလို့မြင်လိုက်နော်ပြီးတော့ရင်အဲ့ဒီပိတ်စာကိုချက်လို့2ခေါက်ခေါက်လိုက်တယ်နော်2ခေါက်ခေါက်လိုက်တယ်စက္ကူပေါ်မှာဆွဲလဲရတယ်နော်ရမယ်နော်ဒီထီလေးနော်2ခေါက်ပြီးတော့ရင်ချက်ကိုအခုအရင်ဆုံးဘာလုပ်မလဲဆိုတော့ကိုယ့်ရဲ့အောင်သားပေါ့အောင်သားကိုဘယ်လောက်ခေါက်ချင်လဲပေါ့နော်အောင်သားမှာကိုခေါက်ချင်တဲ့လောက်လေမှတ်လိုက်ပေါ့နော်ချက်ကတော့များသောအားဖြင့်1လက်မခွဲလောက်ချမ်းတယ်နော်အဲ့ဒီအောက်ကနေချက်ကိုဘယ်လောက်ချမ်းလဲ1လက်မခွဲချမ်းလိုက်နော်ဒီမှာအောင်သားခေါက်စာ1လက်မခွဲချမ်းလိုက်တယ်ပေါ့နော် cm နဲ့ဆိုရင်ဟိုလောက်ပေါ့ 3.5 cm လောက်ပေါ့နော်အဲ့လောက်လေးချမ်းလိုက်တယ်ပြီးတော့ရင်ဒီကနေဒီထီကကြတော့သူ့ရဲ့အ
အရှိနော်လိုချင်တဲ့အရှိလေးကိုမှတ်မယ်နော်ရှာမယ်နော် okay ဟုတ်ပြီအဲ့ဆိုဒီကနေဒီကကြာကိုလိုချင်တဲ့အရှိ54 cm လိုချင်ဒီကနေဒီ54 cm ချက်ကိုမှတ်လိုက်ပါမှတ်ပြီးသွားရင်ဒီမှာမြင်းဖြောင်းတန်းတန်းလေးဆွဲချလိုက်ရမလားဒီနော်အဲ့ဆိုဒီကနေဒီကကိုလိုချင်တဲ့အရှိနော်ကိုလိုချင်တဲ့အရှိနော်ပြီးတော့ဒီနေရာမှာဆရာပိတ်စကိုခောက်ညက်မှာဆိုလဲတင်ရတာလေးပြထားလိုက်မယ်နော်โอเคဟုတ်ပြီအဲ့ဒါလေးပြီးသွားပြီပြီးသွားတဲ့အချိန်ကျရင်ချက်ကိုပထမအဆုံးဘာလုပ်ပေးမလဲဆိုရင်အခုဒီမှာနော်ဟိုပါပေါ့နော်တင်ကိုလေးနဲ့စားလို့ရတဲ့အဖြေပေါ့နော်တင်ကိုလေးနဲ့စားလို့ရတဲ့အဖြေဒီမှာ73ခွဲရှိရဆိုရင်သူ့ရဲ့ဒီခောက်ထားတဲ့အဖြေလေးကနေချက်ကိုဒီမှာ73ခွဲနော်73ခွဲ cm လေးမှတ်ပေးနော်အဲ့ဒါလေးကိုချက်ကညင်းလေးနဲ့ဒီလိုလေးဆွဲလိုက်မယ်နော်ရမယ်နော်တင်ကိုလေးနဲ့စားလို့ရတဲ့ဖြေကိုဒီကနေဒီတစ်ခါမှတ်ပေးနော်โอเคဟုတ်ပြီနော်ပြီးသွားတဲ့အချိန်ကြာရောဒီမှာချက်တင်ကိုလေးနဲ့စားတဲ့ဖြေဆိုပြီးတော့ပြောလိုက်မယ်နော်ပြီးတော့ရင်နောက်တစ်ခါအဲ့အမှတ်ကနေမှချက်ကိုဘာမှတ်မလဲဆိုရင်ခါနော်ခါကိုချက်ကိုဘယ်လောက်နဲ့စားမလဲဆိုရင်2နဲ့စားလို့ရတဲ့ဖြေကို 2.5 cm ပေါင်းတဲ့အဖြေလေးကိုမှတ်လိုက်တယ်နော်အဲ့ဒါလေးကကြာတော့ချက်ဒီမှာတစ်ခုချက်မှတ်လိုက်ပြီရမလားဒီနော်โอเคအဲ့မှတ်လိုက်တဲ့အဖြေလေးကနေချက်ကဒီမှာမြင်းဖြောင်းလေးတန်းပြီးတော့ဆွဲချလိုက်မယ်ရမလားဒီနော်ရမယ်နော်ဒီထိလေးโอเคဟုတ်ပြီအဲ့ဒါလေးပြီးသွားတဲ့အချိန်ကြာရင်ကြာတော့ချက်ကိုဘာလုပ်ပေးမလဲဆိုရင်ဒီမှာခါကို4နဲ့စားလို့ရတဲ့အဖြေကို 2.5 နှုတ်လို့ရတဲ့အဖြေကို2နဲ့ထပ်စားတော့ဒီမှာဘယ်လောက်ရလဲ5 cm ရတယ်နော်โอเคဟုတ်ပြီအဲ့ဆိုဒီခောက်ထားတဲ့အမှတ်လေးကနေချက်ကိုဘာလုပ်ပေးမလဲဆိုရင်ဒီကနေဒီကို5 cm အချက်မှတ်လိုက်ပြီရမယ်နော်โอเคဟုတ်ပြီအဲ့တော့ဒါလေးကိုမှတ်လိုက်တယ်ကွာရမယ်နော်ဒီအဖြေလေးကဘာလဲဆိုရင်ဒီအဖြေလေးကချဲအခုဒီအဖြေလေးပေါ့နော်အဲ့လိုအစားထိုးပြီးမှတ်လိုက်တယ်မှတ်ပြီးသွားရင်သူ့ရဲ့ဒီခွင်နဲ့ဒီခွင်ပေါ့နော်ဒီကနေဒီထိကျန်တဲ့အဖြေကိုချက်ကို4ပုံပုံလိုက်တစ်ပုံနှစ်ပုံသုံးပုံ4ပုံပုံလိုက်နော်4ပုံပုံလိုက်โอเคပြီးရင်ပထမအပုံကိုချဲပြတယ်လို့ဒီလိုလေးချက်လိုက်ပြီးတော့ရင်တပုံလေးချလိုက်ပြီးတော့ရင်ဒုတိယအပုံကိုဒီလိုလေးချက်လိုက်အဲ့ဆိုချဲလို့နောက်ချမ်းမှာထည့်ခြင်းနဲ့ဓာတ်အဖြေရသွားပြီနော်အဲ့တော့ဓာတ်ကိုဘလောက်ယူပါလေတလက်မယူပါတလက်မခွဲယူပါလေဘာမှလုပ်เสียမလို့သူ့ရဲ့ခါကနေတင်ပေါ့နော်အခုဒီမှာချဲလို့တတ်မှတ်ထားတဲ့အဖြေဖယ်ပြီးတော့ဓာတ်ကို4ပုံပုံတာနဲ့ချဲလို့ဓာတ်အဖြေလေးတန်းရပြီလူကြီးမှလည်းဒီပုံစံမျိုးသွားလို့ရတယ်နော်โอเคဟုတ်ပြီအဲ့ဆိုလို့ရှိရင်ချဲခုပြတတ်လို့မျိုးလေး4ပုံပုံလိုက်တယ်အဲ့တော့တစ်ပုံနှစ်ပုံသုံးပုံ4ပုံတွေ့ရနော်4ပုံပုံလိုက်တယ်နော်โอเคဟုတ်ပြီအဲ့ဒါလေးပဲနော်အဲ့တော့သူ့ရဲ့ဒီမှာချစ်ထားတဲ့အဖြေလေးကနေရတဲ့အဖြေလေးကနေချက်ကိုဒီမှာတဝက်နော်တဝက်ဝက်မယ်မြင်းဖြောင်းလေးဆွဲချမယ်ပြီးတော့ရင်တဝက်ဝက်မယ်မြင်းဖြောင်းလေးဆွဲချမယ်ခလေးတွေကတော့ဓာတ်ကိုအဖြောက်ယူလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့တင်လေးတွေကနောက်မှာပဲရှိသေးတာဘေးကိုတိတ်ပြီးမကားသေးဘူးပေါ့နော်လူကြီးတွေမှာဆိုရင်တော့ဒါလေးကိုဘေးကို1 cm လောက်လေးရွှေ့ပြီးတော့ယူလို့ရတယ်နော်โอเคဟုတ်ပြီအဲ့ဆိုဓာတ်အရှိပေါ့နော်ဓာတ်အရှိရကြတော့ချဲဒီမှာပြထားတယ်တစ်နှစ်ပေါ့တစ်နှစ်ကနေ9နှစ်လောက်ဆိုရင်အရှိကို10 cm ပြီးသွားလို့ရှိရင် 8.5 cm ပေါ့နော်အတူက 8.5 6နှစ်ကနေ9နှစ်ဆိုရင်17နဲ့9.5 10နှစ်ကနေ12နှစ်ဆိုရင်12နှစ်နဲ့ 10.5 เนาะအဲ့ဝင်ကျင်လောက်သွားလို့ရတယ်အဲ့တော့ဒီမှာဆိုရင်ချေကဆိုပါစို့ဒါ9နှစ် size လေးပဲဆိုပါစို့เนาะအဲ့ဆိုဒီမှာ10ဆိုရင်ဒီကနေဒီကိုချေက10 cm မှတ်လိုက်တယ်ရမယ်เนาะပြီးတော့ရင်တောက်ခက်လေးကိုအခုချေပြတယ်လို့လေဒီလိုလေးဆွဲချလိုက်ပြီကြမ်းလားနော်ပြီးတော့ရင်10မှာဆိုတော့တိုလေးရဘယ်လောက်လဲ 8.5 okay အားဆိုရင် 8.5 ဒီမှာမှတ်လိုက်တယ်ရမယ်နော်ပြီးတော့ရင်ဒါလေးကိုဒီဘက်နဲ့ဒီဘက်ဆက်လိုက်တယ်ဒီဘက်နဲ့ဒီဘက်ဆက်လိုက်တယ်ကြမ်းလားဒါဝရှေ့လေးအစားထိုးပြီးကြွရုံပဲရမယ်နော်โอเคပြီးသွားတဲ့အချိန်ကျရင်ခြေလို့ထပ်ပင်ကိုအောင်သားရေကာကာကြီးမဖြစ်အောင်ရယ်လှအောင်ရယ်ဆိုရင်ဒီကနေဒီထိတ်ကိုခြေကပုံသေး 4cm ချမယ်နော် 4cm ဘယ် size မဆို 4cm ချမယ်အဲ့ဒီချလိုက်တဲ့အမှတ်ကဘာနဲ့သွားဆက်မလဲဆိုရင်ဓာတ်ရဲ့ဒီထိတ်နဲ့ဆက်ပေးကြမယ်နော်ဒီထိတ်မဟုတ်ဘူးနော်ဒီထိတ်နဲ့သွားပြီးတော့ဆက်ပေးပြီးသွားတဲ့အချိန်ကျရင်ဒါလေးနဲ့ကိုခြေကိုသွားပြီးတော့ဆက်လိုက်နော်ရမယ်နော်အဲ့တော့ဒီကောင်လေးကိုခြေတို့ကစားထုတ်မှာပေါ့နော်ညှက်ထုတ်မှာဒီထိသဘောပေါက်တယ်နော်โอเคဟုတ်ပြီအဲ့ဒါလေးပြီးသွားတဲ့အချိန်ကျရင်ခြေကိုလေဒီနေရာပေါ့နော်ဒီကနေဒီထိကိုတိုင်းလိုက်နော်တိုင်းလို့ရတဲ့ဖြေကိုချက်ကို3ပုံပုံပေးတစ်ပုံနှစ်ပုံ3ပုံပုံလိုက်ရမယ်နော်3ပုံပုံလိုက်နော်3ပုံပုံပြီးသွားရင်သူ့ရဲ့ဒီပထမအပုံတဲ့လား
နော်ဒီပထမအပုံလေးကနေချဲကိုဒေါက်လေးကိုအခုဒီမှာပေါ့နော်ဟိုဟာလေးဒီနေရာလေးကနေဒေါင်းမှန်လေးချဲကိုဒီလိုပြတယ်လို့မျိုးလေးယူသွားမယ်ပေါ့နော်ဒီလိုပုံစံလေးယူသွားမယ်သူ့ရဲ့ဒေါက်အရှည်ကကြတော့သူ့ရဲ့ဒီအဖြစ်ထက်ကို 1cm နှုတ်ပဲဒီမှာ 8.5 ယူထားတယ်ဆိုရင်တမီးကဒီမှာဘယ်လောက်ယူမလဲဆိုရင်ဟိုစာပေါ့ 8.5 ဆိုတော့ 7.5 နော် 7.5 ယူပဲရှာမယ်နော်โอเคဒေါက်အရှည်ကတော့ချဲတို့ကဒီမှာဘယ်လောက်ပေါင်းထားလဲဆိုတော့ 2.5 cm ပေါင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဘက်ကို 1.25 ဒီဘက်ကို 1.25 ယူမယ်ပြီးတော့ဒါလေးနဲ့သွားဆက်မယ်ဒါလေးနဲ့သွားဆက်ဒီထိလေသဘောပေါက်လားမသိနော်အဲ့ဒါဆိုရင်ချဲတို့ဒေါက်ကအခုဒီမှာ3ဒေါက်အဲ့တော့ဖြန့်ပြီးတော့ဆွဲလိုက်တဲ့အချိန်ကျရင်ဒေါက်က6ဒေါက်ဖြစ်သွားမှာပေါ့ရမယ်နော်โอเคဟုတ်ပြီအဲ့ဒါလေးပြီးသွားတဲ့အချိန်ကျရင်သူ့ရဲ့ဒီအားလေးဒီကိုကကြတော့ချဲကိုခါးအဖြစ်ကို30နဲ့စားနော်ခါးကို30နဲ့စားတဲ့အဖြစ်ပေါ့နော်အဲ့ကောင်လေးကိုမှတ်လိုက်မှတ်ပြီးသွားတဲ့အချိန်ကျရင်ဒါလေးနဲ့ချဲကိုသွားပြီးတော့အဖြောင်းတဲ့သွားဆက်ရမယ်နော်ဒါလေးပဲเนาะအဲ့ဒါဆိုဒါချဲတို့ကပတ်တန်ပြီးသွားပြီဒီကနေဒီကိုကြာတော့ချဲတို့အခုဒီမှာဟိုပေါ့ခောက်စာလေးပေါ့နော်အခုဒီလိုပုံစံလေးခောက်စာလေးဒါဆက်လိုက်ပြီးခောက်ချင်လဲရတယ်ဒါမှမဟုတ် 1cm တစ်ခေါက်ဒီလိုတစ်ခေါက်ခောက်ပြီးခောက်ချင်လဲရတယ်ကိုကြိုက်တဲ့လို့ခောက်စာတော့များသောအားဖြင့်3 to 5cm မှာထားရတယ်ကိုကပိတ်စာမလောက်လို့ရှိရင်လဲ 3cm လောက်ထားပိတ်စာလောက်တယ်ဆိုရင်လဲ4cm ဒါမှမဟုတ် 5cm လောက်ထားလို့ရတယ်ပေါ့နော်အဲ့ဆိုဒါချဲတို့ချုပ်စာထုံးမယ်ပေါ့နော်ချုပ်စာထုံးမယ်ဆိုရင်သူ့ရဲ့ဒီအဖြေလေးကနေအပေါ်ဘယ်လောက်လဲ4cm ဒါမှမဟုတ် 5cm လောက်ချဲကိုဒီလိုလေးထားပေးရမယ်နော်ပြီးတော့ရင်ချဲကဒီကောင်လဲချဲကခောက်ညက်မှာပေါ့နော်ခောက်ညက်တဲ့အချိန်ကျရင်ဒီလိုကားလေးထွက်လာလိမ့်မယ်ရမယ်နော်ဒီလိုပုံစံကားလေးထွက်လာလိမ့်မယ်ပြီးတော့ရင်သူ့ရဲ့ဒီကောင်လေးနော်ဒီပိတ်စာကိုလည်းနော်ဒီလိုဒဲကြီးသွားမညက်နဲ့ဘာလို့ဆိုဒီကောင်ကခောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်နဲ့တာနဲ့တညီသေးဖြစ်မှရမှာနော်ချဲတို့ဒီလိုမညက်ပဲနဲ့တွေ့လားသူ့လိုဒီလိုကြီးအတီးသွားညက်တဲ့အချိန်ကျရင်ဒီမှာပိတ်စာလည်းခောက်ကောဒီမှာကြီးတွေ့လားဒီလိုကြီးဖြစ်သွားမယ်အဲ့လိုမျိုးဆိုမလှတော့အထဲတွေမတက်ရဘူးနော်အဲ့တော့ဒီကောင်ကိုလည်းခောက်ညက်မှာပေါ့နော်ခောက်ညက်မှာဆိုတော့အခုဒီလိုပုံစံလေးနော်တကယ်လို့ခောက်မညက်ချင်အောင်ဆိုရင်လည်းအခုဒီမှာလေးကြည့်ပြီနော်သူ့ရဲ့ဒီအဖြစ်ဒဲလေးတွေ့လားနော်ဒီဒဲလေးကနေအပေါ်ကို 1.5cm လောက်ယူပြီးတော့ရင်ဒီလိုလေးတင်ထားလိုက်နော်အဲ့ဒါဆိုခောက်ညက်တာနဲ့တူတူပဲနော်အဲ့ဆိုသူ့ရဲ့ဒီပွားနေချဲလို့ချုပ်စာ 1cm ယူတယ်ပြီးတော့ရင်ဒီပွားနေချုပ်စာ 1cm ယူတယ်ပြီးတော့ရင်သူ့ရဲ့ဒီပွားနေချုပ်စာ 1cm ယူတယ်ရမယ်နော်ဒီမှာချဲခဲနဲ့ဆွဲပြထားတဲ့အတိုင်းလေးတောက်လျှောက်လေးဆွဲသွားမှာပေါ့နော်โอเคဟုတ်ပြီအဲ့အပြင်ချဲလို့ခြုံနည်းအသေးစိတ်လေးတွေချဲလို့တင်တန်းမှာတင်ထားပေးရပေါ့နော်အဲ့လွယ်လေးပါပဲနော်ချုပ်တက်တဲ့သူတွေဆိုရင်လည်းဒေါက်တွေချုပ်မယ်နော်ဒေါက်တွေချုပ်ပြီးသွားတဲ့အချိန်ကျရင်ချဲကိုဘာလုပ်ပေးမလဲဆိုတော့အခုဒီမှာပေါ့နော်ချဲလို့အခုဒီမှာဒေါက်လေးတွေချုပ်တယ်နော်ဒေါက်လေးတွေချုပ်ပြီးသွားရင်ချဲကတော့အတွင်းဘက်ကိုဒေါက်ကိုမီးဘူးတိုက်တယ်နော်အတွင်းဘက်ကိုချိုးပြီးတော့မီးဘူးတိုက်တယ်ဒါကအလဲခောက်ကြောင်းကွာအတွင်းဘက်ကိုဒီဘက်ကိုချိုးတယ်ဒီဘက်ကိုချိုးတယ်နော်ပြီးသွားရင်အတွင်းဘက်ကိုဒီဘက်ကိုချိုးတယ်ဒီဘက်ကိုချိုးမီးဘူးကိုတွေ့လားဒီဘက်ချမ်းရဲ့ဒေါက်တွေအကောင်လုံးကဒီဘက်အတွင်းကိုချိုးပြီးတော့ဒီဘက်ချမ်းရဲ့ဒေါက်တွေအကောင်လုံးကဒီဘက်ကိုချိုးတယ်အဲ့လိုမျိုးချိုးရင်ဒေါက်ရဲ့ထိတ်လေးကဒီဘက်ကိုဖြစ်သွားတဲ့အတွက်ကြောင့်လို့တင်ရဲ့နေရာလေးတွေကပို့ပြီးတော့လှရမယ်နော်โอเคဟုတ်ပြီအဲ့တော့အခုဒီကောင်လေးမှာဆိုရင်ချဲကဒေါက်လေးချုပ်ပြီးသွားရင်ဒီနားလေးကိုစားတယ်အဲ့ဆိုနောက်ရဲ့တင်ရှိတ်လေးရဲ့နောက်ဒီနားမှာဟိုပါပေါ့အတွန့်နေလည်းမထွက်ဘူးပေါ့နော်တင်ခွက်လေးနဲ့ခါခွက်နေရာလေးကလှတယ်နော်အဲ့တော့အခုဒီမှာချဲချုပ်ပြထားတဲ့ဟာမှာတော့အသေးစိတ်ပြထားပေးတယ်အဲ့တော့အခုဒီမှာဆိုရင်ဆိုပါတော့ချဲတို့ဒေါက်တွေပူးချုပ်ပြီးသွားပြီနော်ပူးချုပ်ပြီးသွားရင်ဒီလိုပုံစံလေးဖြစ်သွားမှာပေါ့နော်ဒီလိုပုံစံလေးဟုတ်တယ်နော်โอเคဟုတ်ပြီအဲ့ဒေါက်တွေပူးချုပ်ပြီးသွားတဲ့အချိန်ဒါပိတ်စပေါ့နော်ဒေါက်တွေပူးချုပ်ပြီးမီးဘူးလည်းတိုက်ပြီးသွားပြီဆိုရင်သူ့ရဲ့ချုပ်စာရှိတာပေါ့နော်သူ့ရဲ့ချုပ်စာကနေအောက်ကို 1cm လောက်ရမယ်နော် 1cm လောက်လေးဆင်းပြီးတော့သူ့ရဲ့ဒီကောင်လေးနဲ့အလိုက်တင်လေဒါမြင်းရှိလေးဆွဲနော်ကတ်လေးနဲ့ဒီလိုပြည့်လေးချဲကိုနှိုက်ထုတ်ပေးညဟိုပေါ့ကကြီးလေးနဲ့ဒါညှက်ထုတ်လိုက်တောင်ညှက်ထုတ်လိုက်မှာနော်အဲ့လိုမျိုးလေးစားပေးနော်အဲ့လေးဆိုပို့ပြီးတော့လှတယ်နော်အဲ့တော့ဟိုပါပေါ့9နှစ်လောက်ထိနော်9နှစ်လောက်အငယ်လေးမှာဆိုရင် 1cm လောက်စားနည်းနည်း9နှစ်10နှစ်17လောက်ဆိုရင်တော့ 1.5cm လောက်စားပေးလို့ရတယ်ရမယ်နော်โอเคဟုတ်ပြီအဲ့ဆိုချဲလို့ပတ်တန်လေးပြီးသွားပြီအဲ့တော့ဒီမှာပတ်တန်အကြီးဆွဲထားတယ်ဆိုရင်လည်းတမီးကပိတ်ပေါ်မှာတမ်းမညက်ချင်အောင်ဆိုရင်လည်းအခုဒီလိုပုံစံလေးဖြစ်နေမှာပေါ့နော်ရမယ်နော်โอเคဟုတ်ပါပြီအဲ့ဆိုရင်ချဲလို့ဟိုဟာလေးကြည့်ရအောင်ပေါ့ချုပ်တာလေးကြည့်ရအောင်